ဒီနေ့ကတော့နူဝါရာအီလီယာကနေတခြားမြို့တစ်မြို့တောင်းတာအလာလို့ခေါ်ပါတယ်2နိုင်ခွဲ3နိုင်လောက်တော့ကြာမယ်ဒါတော့ဒီနိုင်ငံမှာဒီမကပဲနဲ့ဒီတစ်ကမ္ဘာလုံးမှာပါအလားဆုံးလို့တင်စားလို့ရတဲ့ယထာခရီးစဉ်ပေါ့နော်အဲ့လိုဆိုတော့နည်းနည်းစိတ်လှုပ်ရှားနေပါတယ် viewer တော်တော်လာမယ်လို့တော့ထင်ပါတယ်လို့ဆိုတော့ကျွန်တော်လန်ခီရောက်ရင်လည်းတစ်ချက်တက်ပြပေးပါမယ်ဆိုတော့ယထာထွက်လာတာတနိုင်နဲ့15မိနစ်လောက်တော့ရှိပါပြီနောက်ထပ်တနိုင်ခွဲလောက်ထပ်စီပြီးရင်တော့တခြားမြို့ရောက်မယ်လို့ထင်ပါတယ်အမြင်ရရှုခံရတော့တော်တော်လာရလက်ဖက်ကင်းတွေရောတောင်တန်းတွေရောပေါ့နော်အမြင့်ကြီးပဲဒီယထာလမ်းကလေအဲ့လိုဆိုတော့ရမိုက်ပါတယ်တစ်ချက်ပြပေးပါမယ်ရန်လာပါတယ်ဒီယထာလမ်းဗျာတောင်ကုန်မြင့်နေရာတွေဖြတ်သွားပြီးတော့မှလက်ဖက်ခင်းတွေရောထင်းရှူတော်တွေရောမြင်ရပေမဲ့ကပ္ပအလားဆုံးလို့တော့ခေါ်ရလောက်တဲ့အထိကိုမလောက်ဘူးလို့တော့ခံစားမိတယ်လာတော့လာတယ်ဗျာဒါပေမဲ့ကျွန်တော်မြန်မာနိုင်ငံသားမလို့ထင်ပါတယ်ဗျာဒီလိုမျိုးတွေကမြင်ဖူးနေကြဆိုတော့လေကျွန်တော်တော်တော်အရင်တော့မထူးဆန်းနေပါဘူးဒါပေမဲ့တော်တော်လေးတော့လာတဲ့ယထာလမ်းဖြစ်ပါတယ်ပြီးတော့ယထာသွားနေတဲ့ချိန်တွေမှာတကားပေါက်ကလက်ရန်တွေကိုကန်ပြီးတော့မှဓာတ်ပုံရိုက်တာလည်းတော်တော်နာမည်ကြီးပါတယ် 1 hour later ယထာ2နိုင်ခွဲလောက်ပဲစီးလိုက်ရတယ်ခုကတော့အလာမြို့ရောက်နေပြီဒီမှာတော့3ညနေမှာပါလို့ဆို3ညအိမ်မယ် shop ပဲကြည့်မယ်ပေါ့နော်ဒီမှာသူကဘိုက်စာလို့နေ့လည်စာစားနေရပါသမင်းကြော်ကြက်သားနေပါသူကဒီလိုမျိုးပေးမှာဟင်းနဲ့လေးပေးပြီးတော့ဒါတော့အဆက်စားခြင်းနဲ့ဒီလိုမျိုးတည်တောင်းတာပါရန်စားလို့ကောင်းပါတယ်အများကြီးထည့်ပေးထားတယ်ဆိုတော့အကုန်တော့စားပါမယ်ဆက်စားလိုက်ပါဦးမယ်ထမင်းကြော်စားလို့ပြီးသွားပြီအရင်များရယ်တော်တော်မနေ့ကောင်စားလိုက်ရတယ်လို့ဆိုတော့15မိနစ်လောက်လမ်းလျှောက်ပြီးတော့ဒီနာမည်ကြီးရဲ့ယထာလမ်းအောင်ရောက်နေပါတယ်ဆိုတော့တစ်ချက်ဆက်ကြည့်လိုက်ပါဦးမယ်ဒီမှာကတော့ယထာလမ်းလည်းနာမည်ကြီးလို့ဒီယထာအောက်မှာရှိရဲ့ပြားအုပ်နေနေပြီပြားတုတ်ခံမှာလည်းဂယုဆိုင်ရယ်ပေါ့နော်လိုင်းပေါ်မှာခဏခဏတွေ့ဘူးရယ်လို့ဆိုတော့ယထာလမ်းကိုရှော့ပဲကြည့်လိုက်အောင်မယ်3နိုင်ခွဲကြာတော့ဒီကနေယထာဖြတ်မယ်လို့ပြောရယ်လို့ဆိုတော့စောင့်ကြည့်ကောင်းမလားမစောင့်ကြည့်ကောင်းမလားတော့မသိသေးပါဘူးဒါပေမဲ့မိုက်ပါရဲ့ဆိုတော့ဒီတရားရဲ့ view ကိုတိကျပြပေးပါမယ်အောက်ကနေကြည့်ရင်တော့ပုံမိုက်တယ်ဗျဒီသူစောက်ထားတဲ့ပုံရတယ်လေအကြီးပဲအဲ့လိုဆိုတော့ဒီတရားအောက်မှာလည်းပြောင်းနေတော့ရှိရယ်ဒီကင်မရာနဲ့မြင်ရလားမမြင်လားတော့မသိဘူးရမ်းမိုက်တယ်ဆိုတော့ကိုတယောက်သေးဆိုတော့ဓာတ်ပုံတော့လောက်ရရခက်တယ်ဒါပေမဲ့ try ကြည့်ပါမယ်ဆိုတော့ဒီတရားအောက်မှာလူရှင်းနေတော့အခွင့်ကောင်းယူပြီးတော့မှနည်းနည်းလောက်ကလိုက်တယ်ပေါ့ဗျာညနေကြရင်နေဝင်ခတ်နီးတရားတော်ထိုင်မယ်လို့တွေးထားလို့ရထားလာရေးချိန်မဆောင်တော့ဘူးလို့ဆိုအခုပြန်နေပြီတဲ hostel အမေလာရဲ့လမ်းနေမပြန်မင်းနဲ့ရထားလမ်းနေပြန်နေတာပါဘူးမှမရှိပါဘူးရထားလမ်းရဲ့ကျွန်တော်ရဲ့တော့အူရပဲရှိပါတယ်လို့ဆို hostel ရောက်မှပြန်ပြပါမယ်ဒါကတော့နောက်တစ်နေ့ဒီအေလာမျိုးမှာ trekking လုပ်ဖို့သွားတော့ဒီယထာလမ်းကိုပြန်ဖြတ်ရတာရေယထာလမ်းရဲ့ချိန်တွေကလည်းကွက်တီးစုံနေတာရေမို့လို့ကျွန်တော်ဒီယထာလမ်းရဲ့ view မြင်ရတဲ့ cafe ကနေပြီးတော့မှကျွန်တော်တို့ဗီဒီယိုလေးပြန်ရိုက်ပြထားတာပါဘာမှတူတူတဆိုင်တော့မဟုတ်ပါဘူးဒါပေမဲ့မြင်နေချမဟုတ်တဲ့ view လေးတစ်ခုလို့တော့ပြောလို့ရတာပေါ့နော်ဆိုတော့ဗီဒီယိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်